င်္ဂလာပါခင်ဗျာကျေးဇူးရှင်ပြည့်တဲ့များစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပါစေလို့ကျွန်တော်မောင်ဘဲတို့မြတ်တာပို့ဆုတောင်းပါတယ်ဘယ်ဘက်ခုရောက်ရှိနေရတော့ကောင်းမြတ်မွန်ပယောင်းဝေရမိသားစုရဲ့အလူတော်မင်္ဂလာပွဲကြီးကိုပြောကြားပေးခြင်းဖြစ်ပါတယ်ခင်ဗျာတားတကာအကြောင်းတကာကြီးဖြစ်ပါတော့ဦးတင်အောင်ဝင်းနဲ့အလူအမအကြောင်းအမဘုရားအမကြီးဖြစ်ပါတော့ဒေါ်အေးအေးတန်ကောင်းမြတ်မွန်ပယောင်းဝေရမိသားစုကတော့ငရင်ဘေးဒဏ်ကြောင့်ပျက်စီးယိုယွင်းသွားတဲ့ဇေဒီတော်မြတ်ကြီးကိုလည်းပြန်လဲပြုပြင်တယ်ထီတော်တင်မွေးကြီးမှာလေကျွန်တော်အမှုပညာရှင်မြောင်များစွာကအခမ်းပြောပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ဇမင်းသားလေးသိန်းစောနောက်ပြည်သက်အားလုံးချစ်တဲ့ဇမင်းသားလေးစမ်းရည်မို့အခမ်းပြောပေးမယ်ပြည်သက်ရှင်အဆိုတော်မိတထားစုစိုင်းစရာအဖြစ်ပြီးကပ်ပေးမယ်ထီတော်တင်မွေးကြီးမှာအခမ်းပေးမယ်လက်တန်ထူးခြားစိန်ကြီးပါမန္တလေးကိုကောင်းတဲ့နဲ့တူလူရှင်တော်များအဖြစ်ကျွန်တော်ရဲ့အကိုကြီးကိုလာဟန်ကျွန်တော်ရုပ်ရှင်နဲ့ဗီဒီယိုသစ်ဆောင်စူပါဘယ်တော့ကနေပြီးတော့ထီတော်တင်မွေးမှာအခမ်းပြောပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ရက်ကတော့ဝါကောင်လာဆန်း14ရက်နေ့မှာကျွန်တော်တို့ညပိုင်းကစပြီးတော့အခမ်းပြောပြီး15ရက်နေ့ဝါကောင်လာပြီးနေ့မှာထီတော်တင်ပွဲကိုကျွန်တော်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျာကြွလာကြတော့ပရိသတ်ပေါင်းကိုလည်းစပြုတီတာဖြစ်ချက်စီသမင်းများအခမ်းကျုံးမွေးမှာဖြစ်ပါတယ်ခင်ဗျာအခုလိုကောင်းမြတ်မွန်မိသားစုပယောင်းဝယ်ရေးအခုလိုလူနိုင်တာပရိသတ်များအားပေးလို့ပါခင်ဗျာအားလုံးကျေးဇူးရှင်များမန္တလေးမြို့မှာဝယ်မယ်ဆိုလို့ရှိရင်မန္တလေးမြို့မှာဝယ်ယူမယ်ဆိုရင်တော့မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မန္တကုံရေလမ်းသွဲတီအာရှဗန်လန်းထဲမှာရှိပါတယ်ရှင်။အိုးအဲ့ဆိုလို့ရှိရင်မုံရွာမှာဆိုလို့ရှိရင်ဘယ်မှာဝယ်လို့ရမလဲ။မှာဝယ်မယ်ဆိုရင်တော့အာထကတ်တွေကြောင်းလဲအလဲရက်မှာဒီဇိုင်းစုလေကုန်းရဲတာတီလန်းမှာဒီဇိုင်းပို့ပြီးတော့နှစ်ဆိုင်ဖွင့်ထားပါတယ်ခင်ဗျာ။ကဲမုံရွာပြည်သက်များလည်းအားလုံးဝယ်လို့ရပါတယ်။မန္တလေးပြည်သက်များလည်းအားလုံးဝယ်လို့ရပါတယ်ခင်ဗျာ။ကျွန်တော်တို့ကောင်းမြတ်မွန်မိသားစုတီအခုလိုပိုက်တွေရောင်းအိမ်ဆောက်ပစ္စည်းတွေရောင်းပြီးတော့တူတန်းတန်းနိုင်ပေးနိုင်ကြနိုင်အောင်ပရိသတ်များအားပေးလို့ပါခင်ဗျာအားပေးမယ်ဆိုလို့ရှိရင်အိမ်ဆောက်မယ်ဆိုလို့ရှိရင်တော့ကောင်းမြတ်မွန်ပိုက်ရောင်းဝယ်ကိုသတိရပေးပါလို့အကျိုးမြောက်နှုတ်ဆက်ပါတယ်တာရုခေါ်ရန်လည်းအားလုံးဖိတ်ကြားပါတယ်ခင်ဗျာ